အခုလက်တလောစီးပွားရေးလူကနေလူမှုကွန်ရက်မှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ပြည်တွင်းလုပ်ငန်းရှင်တွေကိုယ်တိုင်ရေနံတူးဖော်ခွင့်ရတော့မဲ့တရင်အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာရေနံနဲ့တဘာဝထငွေလုပ်ငန်း MOGE ဟာပြည်တွင်းကတိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးနီးစနစ်ကျတဲ့ရေနံတွင်းတွေတူးဖော်ဖို့စီစဉ်နေတာလား။ဒီလိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကစွမ်းအင်ဝန်ကြီးဌာနမှဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီးနိုင်ငံသားလုပ်ငန်းရှင်တွေကိုအများပိုင်ကုမ္ပဏီတွေဖွဲ့စည်းကနိုင်ငံတကာအဆင့်မီလုပ်ကိုင်နိုင်အောင်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာ MOGE ကနေနည်းပညာပိုင်းဆိုင်ရာကူညီပေးမဲ့အပြင်လုပ်ငန်းခွင်အတွင်း digital စနစ်နဲ့ပါအနီးကပ်စောင့်ကြည့်ကြက်မှတ်သွားမှာဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ပြည်တွင်းမှာရေနံစိမ်းထုတ်လုပ်မှုကိုပုံမတိုးမြင့်ပြီးပြည်သူတွေလိုအပ်နေတဲ့ CNG, LPG နဲ့73စီတွေကိုအရေးသွေးရောအရေးသွက်ပါစိတ်ချရအောင်ထုတ်လုပ်ပေးနိုင်မှုပဲဖြစ်ပါတယ်။လက်ရှိမှာတော့စာချုပ်တွေချုပ်ဆိုပြီးလုပ်ငန်းတွေအကောင့်ထဲပေါ်နိုင်မှုအရှိန်ဟုန်နဲ့ပြင်ဆင်နေပြီလို့သိရပါတယ်ရှင်။